ဤဗဒ္ဒကဘာမှာဂေါရမမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အခါရထပါဠမထေရအလောင်းလျာဟာကုရုတိုင်းထုံလကုဋ္ဌိကရွာမှတကြွယ်မျိုးရိုးမှာရထပါဠအမည်ရတဲ့တကြွယ်ဖြစ်လာခဲ့ပါတယ်ရထပါဠတကြွယ်ဟာရုပ်ရည်ယူပကချောမောပြည်ဖြစ်တဲ့အပြင်ဉာဏ်ပညာထက်မြက်ပြီးစကားပြောလဲအလွန်ကောင်းပါတယ်တတိတကြွယ်ကုံတယ်မျိုးရိုးတို့အပြင်မဲဆိုးရာဇာများနဲ့လည်းအကျွမ်းတဝင်ရှိပါတယ်နှစ်နိုင်ငံစစ်ဖြစ်နိုင်မဲ့အရေးများကိုပင်ရှောင်ရှားနိုင်အောင်စစ်ဆက်ညှိနှိုင်းနိုင်စွမ်းလည်းရှိပါတယ်အပေါင်းအသင်းမိတ်ဆွေပေါ်များပြီးပေးကမ်းလှူဒန်းလေးရှိတဲ့အတွက်ဂုဏ်သတင်းကြော်စောခြင်းနဲ့လည်းပြည့်စုံပါတယ်ဂေါရမမြတ်စွာဘုရားရှင်သည်ကုရုတိုင်း၌ဒေသဇာရီကြွချီရင်းတနေ့သောအခါမှာတော့ထုံလကုဋ္ဌိကရွာကိုရောက်ရှိတော်မူခဲ့ပါတယ်တထေရထပါဠဟာမြတ်စွာဘုရား၏တရားတော်ကိုနာယူပြီးတဲ့အခါယဟန်ပြုလိုပါကြောင်းမြတ်စွာဘုရားကိုလျှောက်ထားခဲ့ပါတယ်မိဘများထံမှယဟန်ပြုခွင့်တောင်းခဲ့ဖို့မြတ်စွာဘုရားကမိန့်ကြားခဲ့တဲ့အခါရထပါဠဟာသူ့မိဘများထံမှယဟန်ပြုခွင့်ပေးဖို့တောင်းပန်ခဲ့ပါတယ်ရထပါဠကိုအလွန်ချစ်မြတ်နိုးကြတဲ့မိဘများဟာတဦးဒီသောသားလေးကိုယဟန်ပြုခွင့်မပေးနိုင်ကြပါဘူးဇနီးမယားဥစ္စာများနဲ့ပျော်ရွှင်စွာနေဖို့ပဲဖြောင်းပြခဲ့ကြပါတယ်ယဟန်ပြုခွင့်မရတဲ့ရထပါဠဟာအစာရည်စာမစားတော့ပဲအိပ်ရာထဲမှာလှဲနေပါတော့တယ်ဒီအခါမှာရထပါဠရဲ့တငယ်ချင်းများကရထပါဠကိုယဟန်ပြုခွင့်ပေးဖို့သူ့မိဘများကိုအကြိမ်ကြိမ်ပြောဆိုစည်းရုံးခဲ့ကြပါတယ်နောက်ဆုံးတော့ရထပါဠရဲ့မိဘများဟာသူတို့ရဲ့သားလေးကိုအသက်ရှင်ခွင့်ရဖို့ယဟန်ပြုခွင့်ပေးလိုက်ကြပါတယ်ရထပါဠကယဟန်ပြုခွင့်ရတဲ့အခါအိပ်ရာထဲမှာလူးလဲထပြီးမြတ်စွာဘုရားရှိရာကျောင်းတော်ကိုအပြေးသွားခဲ့ပါတယ်အဲ့ဒီနောက်ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ရှင်ယဟန်ပြုခဲ့ပါတော့တယ်ရထပါဠတတိယဟန်ဝတ်သွားတဲ့သတင်းဟာကုရုတိုင်းကိုပြန့်နှံ့သွားခဲ့ပြီးလူအများအံ့ဩပနန်းဖြစ်ခဲ့ကြပါတယ်အထူးသဖြင့်ရထပါဠနဲ့ရင်းနှီးတဲ့ကောရပြဘုရင်ကြီးကဒီသတင်းကိုအထူးစိတ်ဝင်စားရှိလာပါတယ်ရထပါဠလိုချမ်းသာကြွယ်ဝပြီးအသက်ငယ်ရွယ်ပညာတတ်တဲ့သူဟာသာသနာပေါ်ကိုဘာအကြောင်းကြောင့်ဝင်ရောက်ခဲ့တယ်ဆိုတာကိုကောရပြဘုရင်ကြီးကသိလို့စိတ်ပြင်းပြနေခဲ့ပါတယ်ရထပါဠရဲ့မိဘများဟာသူ့သားလေးယဟန်ပြုတ်သွားတဲ့အချိန်ကစပြီးယဟန်တော်များကိုအလွန်စိတ်ဆိုးသွားခဲ့ပါတယ်သူတို့ရဲ့ချစ်လာစွာသောတဦးဒီသောသားကိုသာသနာပေါင်းသွတ်သွင်းခဲ့တဲ့အတွက်စွန့်ငံကြွလာတဲ့ယဟန်တော်များကိုမြင်တိုင်းဆဲရည်ရည်ရွတ်နေလိရှိပါတယ်မြတ်စွာဘုရားရှင်သည်ထုံလကုဋ္ဌိကရွာမှာ15ရက်ခန့်သာသတင်းသုံးပြီးတာဝတိမြို့ကိုပြန်ကြွသွားတဲ့အခါအရှင်ရထပါဠမထေရလည်းမြတ်စွာဘုရားနဲ့အတူတာဝတိကိုလိုက်ပါသွားခဲ့ပါတယ်အရှင်ရထပါဠမထေရသည်မြတ်စွာဘုရားထံမှတရားနာယူပြီးတဲ့နောက်ဝိပဿနာတရားကိုပွားများအားထုတ်ရာအရဟတဖို့ဆက်ရောက်ပြီးယဟန္တာဖြစ်တော်မူခဲ့ပါတယ်ရထပါဠမထေရဟာမြတ်စွာဘုရားထံမှခွင့်ပန်ပြီးမေတော်ခမဲတော်များရှိရာထုံလကုဋ္ဌိကရွာကိုစွန့်ငံလှည့်လည်တော်မူခဲ့ပါတယ်မိဘများဟာယဟန်တော်များကိုမကြည်ညိုကြတဲ့အတွက်အစီကံကျွန်းမှာတဦးလှူဒန်းလိုက်တဲ့တညစ်သိုးပြီးသောမုရောမုံကိုသာအတူခံရရှိကာဖုံးပေးခဲ့ရပါတယ်ရထပါဠရဲ့ဖခင်တထေးကြီးဟာသားကိုလူထွက်ခိုင်းဖို့အကြံနဲ့အိမ်ကိုစွန့်စားကြွရန်ပင့်ဖိတ်ခဲ့ပါတယ်ရထပါဠမထေရစွန့်စားကြွလာတဲ့အခါမိဘများရဲ့စီမံတိုင်းရထပါဠမထေရရဲ့ဇနီးဟောင်းများဟာလှပစွာဝတ်စားဆင်ရင်ပြီးရထပါဠမထေရကိုဖျားယောင်းသွေးဆောင်ခဲ့ကြပါတယ်ကိလေသာအနွယ်ကိုဖျက်ခဲ့ပြီးဖြစ်တဲ့အရှင်ရထပါဠမထေရဟာမိမအပေါင်းတို့အပေါ်မှာအတုပတင်ညာကိုဖြစ်စေတော်မူပြီးတရားဓမ္မများဟောကြားကာလေးညိုမှပြစ်လိုက်သောမြားပမာကောင်းကင်သို့ပြန်တက်သွားခဲ့ပါတယ်အဲဒီနောက်ကောရပြမင်းရဲ့မိဂစီရဥယျာဉ်သို့ကြွရောက်ခါမင်္ဂလာကြောက်ဖြာထက်မှတရင်သုံးထိုင်နေတော်မူခဲ့ပါတယ်ကောရပြဘုရင်ကြီးဟာမိဂစီရဥယျာဉ်မှာတရင်သုံးနေတဲ့အရှင်ရထပါဠမထေရမြတ်ကိုစိတ်အင်္ဂါ၄ပါးခြံရံပြီးရိုသေစွာလာရောက်ဖူးမြော်ကြော့ခဲ့ပါတယ်အဲဒီနောက်သူသိလိုတဲ့မိခွန်းများကိုအောက်ပါအတိုင်းမေးမြန်းလျှောက်ထားခဲ့ပါတယ်အရှင်ရထပါဠလောက၌အချို့သောသူတို့သည်အသက်အရွယ်အိုမင်းခြင်းအနာရောဂါနှိပ်စက်ခြင်းစီးစိမ်ဥစ္စာပျက်စီးခြင်းဆွေမျိုးညာတကာတို့ပျက်စီးခြင်းဟူသောအကြောင်းတို့ကြောင့်ယဟန်ပြုကြကုန်၏အရှင်ရထပါဠသည်ကအဘယ်အကြောင်းကြောင့်ယဟန်ပြုခဲ့ပါသနည်းဟုမေးမြန်းလျှောက်ထားခဲ့ပါတယ်တ
ဒီအခါမှာအရှင်ရထပါဠမထေရမြတ်ကမြတ်သောမင်းကြီးလူအပေါင်းသည်အိုခြင်းသေခြင်းသို့ရောက်ရ၏အမြဲမတည်လူအပေါင်းသည်ခိုကိုးရာမရှိအားထားရာမရှိလူအပေါင်းသည်ကိုယ်ပိုင်ဥစ္စာမရှိအလုံးစုံကိုစွန့်လွတ်၍တွားရ၏လူအပေါင်းသည်အလိုမပြည့်ရုပ်ရော်လျက်သာရှိ၏ရောင်ရဲမှုမရှိတဏှာဤကျွန်သည်ဟု၍ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့၏ငါသည်ယင်းတရားကိုသိ၍မြင်၍ကြား၍လူပေါင်းမှယဟန်ပေါင်းတို့ဝင်ရောက်ခဲ့၏ဟု၍ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်မြတ်စွာဘုရားရှင်သည်အရိယာတန်ဃာတော်တို့အလယ်၌ထိုင်တော်မူလျက်ယဟန်တော်တို့အားဣရတဲ့ဘွယ်ထူးများဖြင့်ချီကျူးအပ်နှင်းတော်မူသောအခါအရှင်ရထပါဠမထေရကိုဣဒဒက္ခံဘိက္ခဝေမမတာဝကနံဘိက္ခုနံတရာပပဇိတာနံယရိဒံရထပါလောယဟန်တို့တရာတရားဖြင့်ယဟန်ပြုကြသည်ငါဖျားဤတပိတာဝကယဟန်တို့တွင်ရထပါဠသည်အတာဆုံးအမြတ်ဆုံးဖြစ်ပေ၏ဟုချီကျူးမွတ်ဆိုတော်မူကားတရာပပဇိတတရာတရားဖြင့်ယဟန်ပြုကြသည့်အရာဝယ်အတာဆုံးအမြတ်ဆုံးဣရတဲ့ယာဒု၌ထားတော်မူခဲ့ပါလေအရှင်ရထပါဠဟာမြတ်စွာဘုရား၏တရားဒေသနာကိုကြားနာပြီးတဲ့နောက်တရာတရားအထူးဖြစ်ပွားပြီးအစာထမင်း14ရက်အငတ်ခံကမိဘများထံမှရှင်ယဟန်ပြုခွင့်ရဖို့ခဲခဲရင်ရင်ဆင်းရဲစွာဆောင်ရွက်ပြီးတော့ရှင်ယဟန်ပြုခဲ့ရပါတယ်ဒါကြောင့်တရာပပဇိတတရာတရားကြီးမားစွာဖြင့်ယဟန်ပြုသောအရာဝယ်အတာဆုံးအမြတ်ဆုံးဣရတဲ့ဘွဲ့ရပုဂ္ဂိုလ်ဖြစ်ခဲ့ပါကြောင်းတင်ဆက်လိုက်ရပါတယ် YouTube ပရိသတ်များအားလုံးကိုယ်စိတ်နှဖျားရှင်လန်းချမ်းမြေတော်မူနိုင်ကြပါစေခင်ဗျာ